လောက်ရမယ်ဆိုပြီးတော့ခေါ်တယ်3လကျော်လို့လည်းကျွန်တော်အလုပ်ဝင်နေတယ်အော်ငယ်စိတ်ဝင်ကြည့်တယ်အလုပ်ရမယ်ကြားရမယ်ကျွန်တော်ပြောအင်္ဂလိပ်စာဆိုလည်းအရင်မကျွမ်းဒီနိုင်ငံငွေရှာဖို့အဓိကလာတာပေါ့နော်ဒီနိုင်ငံကသိချင်းနဲ့လာလို့ရတဲ့နိုင်ငံမျိုးမဟုတ်ဘူးလူသားခက်ခဲကြုံလဲဆိုတော့ကျွန်တော်ဒီရရသိမ်းပေါ်မှာလည်း9ရက်လောက်သွားပြီမင်္ဂလာပါကျွန်တော်တို့ဒီအစီအစဉ်လေးကိုကျွန်တော်တို့အင်တာဗျူးပုံစံလေးတင်ဆက်ထားပါတယ်အကြောင်းအရာလေးများတိုက်ဆိုင်လို့ရှိရင်စအတယ်ဆုံးလေးနားထောင်ပေးပါနော်ကိုစောမင်္ဂလာပါနော်ကိုစောကြီးကျွန်တော်တို့ဒီနေ့တကယ်က freelance film and picture ကနေပြီးတော့ကျွန်တော်တို့ကိုစောကြီးနဲ့ကျွန်တော်တို့ကအင်တာဗျူးပုံစံလေးကျွန်တော်တို့လုပ်ခွင့်ပေးတဲ့အတွက်ကျွန်တော်တို့အထူးပဲကျေးဇူးတင်ပါတယ်နော်ကိုစောကြီးနော်ကိုစောကြီးဒီနိုင်ငံဆိုတော့ကျွန်တော်တို့ UAE နိုင်ငံပိုင်းမှာကျွန်တော်တို့ကိုစောကြီးလည်းရောက်နေရပါတော့ကိုစောကြီးကပြန်မယ်လို့ကျွန်တော်တို့တွေသိထားရတယ်အဲ့အကြောင်းကျွန်တော်တို့ပြောချင်တယ်လေနော်ကျွန်တော်တို့အဓိကထားပြီးတော့ရွှေမြန်မာနေပြီးတော့ဒီဒူဘိုင်းကိုဘာကြောင့်များလာတာလဲဆိုတာကျွန်တော်တို့ပြည်သက်ကိုပြောပြပေးပါပထမဆုံးအေးကြီးကလောက်ရမယ်ဆိုပြီးတော့ခေါ်တယ်ဒီရက်နေ့ရက်အတွင်းမှာကျွန်တော်လောက်ရမယ်ဆိုပြီးခေါ်ရတဲ့အချိန်မှာဒီရက်နေ့ရက်အတွင်းမှာလည်းလောက်ကလည်းမသိနိုင်အဲ့ဒါ3လကျော်လို့လည်းကျွန်တော်အလုပ်ဝင်နေတယ်သူကဘယ်လိုပြောခေါ်လဲဆိုတော့မာကင်ဆိုင်ကိုရှိတယ်ဟုတ်ကဲ့မာကင်ဆိုင်ကိုရှိတယ်အလုပ်ရမယ်ကြားရမယ်ကျွန်တော်ပြောဟုတ်ကဲ့အင်္ဂလိပ်စာဆိုလည်းအရင်မကျွမ်းဘူးဟုတ်ကဲ့သူကအလုပ်မျိုးခေါ်တော့ကျွန်တော်လည်းအလုပ်သေးကြတယ်မှတ်လို့လာခဲ့တယ်ဟုတ်ကဲ့ကိုစောကြီးရန်ကုန်မှာနေတော့ရောကိုစောကြီးအဲ့အချိတ်ဆက်တွေကိုကိုစောကြီးတို့ကချိတ်ကြလားသို့မဟုတ်အိမ်ကလူကြီးတွေသို့မဟုတ်တာဝန်ရှိသူတူကနေပြီးတော့အိမ်ကမိသားစုဝင်တွေချိတ်ဆက်ပေးတာလားသို့မဟုတ်ကိုစောကြီးကဒီအဆက်အသွယ်ကိုဘယ်မှာများဘယ်လိုများရရှိပြီးတော့ချိတ်ဆက်မိသွားလဲပြောပြပေးပါဒီဆက်အသွယ်ကိုကျွန်တော်တကယ်ချင်းတရားပါနေပြီးတော့ရတာပေါ့ဟုတ်ကဲ့တော့မိဘကိုလည်းစိတ်ချမ်းသာပြီးကျွန်တော်ဟုတ်ကဲ့အဲ့လိုမျိုးဒီနိုင်ငံငွေရှာဖို့အဓိကလာတာပေါ့နော်ငွေရှာဖို့ပါနော်ကိုစောကြီးအဲ့ဒါဆိုလို့ရှိရင်ကိုစောကြီးကဒီကိုလာပြီးချင်းအဲ့ဒီအေဂျင့်ကဘာကြောင့်အဲ့ဒီလိုကြီးသူဖြစ်သွားတာလဲဆိုတဲ့ဟာကိုပြည်သက်ကိုရှင်းရှင်းလင်းလင်းသိသွားအောင်ပြည်သက်ကိုပြောပြပေးပါလားဟုတ်ဒီနိုင်ငံကသိချင်းနဲ့လာလို့ရတဲ့နိုင်ငံမျိုးမဟုတ်ဘူးဟိုမှာ experience English တွေကျွမ်းမယ်ဆိုရင်ကိုပါကိုလာလို့ရတဲ့နိုင်ငံမျိုးဟုတ်ကဲ့အဲ့ဒါကိုကိုစောကြီးကဘယ်လိုဖြစ်မြန်မှာအေဂျင့်နဲ့ချိတ်ဆက်ပြီးတော့ဘယ်လိုများရောက်လာတာလဲကျွန်တော်တို့ပြောတော့ဘယ်လိုပြောအတွေ့အကြုံရှိပေါ့လားဒီဘိုင်းနိုင်ငံဆိုတာဖတ်ဆိုင်နိုင်ငံခြားကိုဖတ်ဖို့ရဲ့ချိန်ပြီးတော့ဟုတ်ကဲ့အတွေ့အကြုံမရှိတော့ဘယ်လိုဖြစ်သွားလဲဟုတ်ကဲ့ကိုစောကြီးဒီကိုရောက်လာတော့အကုန်လုံးကအေဂျင့်ကနေပြီးတော့အကုန်သွားတာလာတာအကုန်လုံးကအစင်ပြေပြီးတော့ဒီနိုင်ငံအောင်တော့ရောက်ခဲ့တယ်ပေါ့နော်ဒီနိုင်ငံရောက်တော့ကိုစောကြီးကနေစရာနဲ့စားစရာအောင်များဘယ်လိုများစီစဉ်လဲဒီကြနဲ့စားစရာဒီပထမ3လမှာတော့သိကြနေကြနေတာပြီးပြီဟုတ်ကဲ့ကောင်းလိုက်တာစားစရာကြောလုံးဝစားစရာမပေးဘူးဟုတ်ကဲ့ဟုတ်ကဲ့ဟိုကပါလာတဲ့ကိစ္စတွေနဲ့စားဟုတ်ကဲ့နောက်ပြီးပါရင်ပြန်ပါဟုတ်ကဲ့ဟုတ်ကဲ့နောက်3လလည်းကြော်ပြီးတော့သိကြလိမ့်သွားတယ်အင်ဂျင်က3လအဲ့3လသူဟောဖြစ်တယ်3လအတိုးတင်မှာသူဒီအလုပ်ရမယ်လို့အာမခံထားတာ3လဆိုတဲ့အချိန်ကရက်တွေနဲ့ငါးရင်းနဲ့တွေ့လို့ရှိရင်အများကြီးပဲအကြာကြီးပဲလေဒီမှာလေတလားစားစိတ်နဲ့နေစိတ်ကအရင်ကြီးတဲ့ဟာကိုသူ3လပြီးအတွင်းမှာဘာဖြစ်လို့သူ့ဘက်ကနေတော့ဆက်ပြီးတော့မကြိုးစားဘဲနဲ့3လမှာပဲဘယ်လိုဖြစ်လို့ဖြတ်ချခဲ့တာလဲသူ့ရဲ့လောက်ရက်တွေပေါ်သွားပါကြောင်းခုပြန်ပြီးတော့ကျွန်တော်တို့တွေပြန် Facebook တို့ Messenger တို့ WhatsApp တို့ချိတ်ဆက်ဖုန်းဆက်လို့ရှိရင်ရောသူဒီဘယ်လိုများပြန်ပြီးတော့ပြောပါလဲဘယ်လိုလားပြန်ပြောလဲဆိုတော့သူ့ရဲ့ဖုန်းနံပါတ်တွေကပိတ်သွားတယ်ဟုတ်လားအဲ့တော့ဘာမှစာလေးမပြန်အကြောင်းလည်းမကြဟုတ်ပြီလေသူတို့ဘက်ကပို့ပေးတယ်ဆိုတော့ agent ကဘယ်လိုကောမလဲဒီလူတွေကိုပို့ပေးဆိုပြီးတော့ဝန်ဆောင်ကသူကယူခဲ့သလားယူခဲ့တယ်ဒီမှာငွေကျပ်ငွေဆိုလို့ရှိရင်ဘယ်လောက်များရှိတော့လဲဒီမှာကျပ်ငွေဆိုသူတို့ပေးရတာ40တောင်ပေးလိုက်ရတယ်ဒါဆိုရင်ဒီကိုလေငါးတွေပိုင်းရအဲ့30ထဲမှာပါပြီးသားပေါ့နော်ပါပြီးသားဟုတ်ပြီဒီစောပါပြီအဲ့ဆိုရင်ကျွန်တော်20ဝန်းကျင်တော့နှုတ်လိုက်မယ်ဆိုလို့ရှိရင်သူတို့ကတယောက်ကိုလူတယောက်ပို့ပြီးတော့ဒီကိုခေါ်လာနိုင်20ဝန်းကျင်သူတို့ channel ပေါ့နော်အဲ့ဒီလိုကျွန်တော်တွေ့ပါဒါဆိုရင်10ရောက်ဆိုလို့ရှိရင်တော့200တော့ပေါ့နော်ဒါဆိုရင်ကိုစောကတယောက်ချင်းသူကလာတာလားအဖွဲနဲ့အဲ့လိုရင်သူကလေငွေကနေတခါလေးခေါ်လာတာလားပွဲနဲ့ကျွန်တော်တို့တက်လာတော့24ယောက်24ယောက်ကလည်း10ယောက်ကို300ရောက်20ဆိုတော့300ဖျားငွေဖြစ်လိုက်တာ
ကိုတဝက်ကတော့သူတို့ဟာနဲ့လာတာပေါ့သူတောင်းတာကတဝက်ကြီးနဲ့လည်း ဟုတ်ကဲ့တဝဲကြီးနဲ့ဒီရောက်တော့မှအလောက်ကရပြီးတော့ပြန်ပြီးတော့အခုလုံနေကြအတိုင်းပဲပေါ့နော်ဆိုလို့ရှိရင်ကိုစောကြီးရဲ့ကိုစောကြီးဘာများအဲ့ဒီ3လပြီးချင်းအိမ်ကနေပြီးတော့ပတ်စံတောင်းပြီးတော့ကိုပေါ့ကိုနေစရာရှိတာနေစက်နေတာသူမအိမ်ကပတ်စံမပို့ဘဲနဲ့ဘလို့များအခက်ခဲတွေကြုံနေဆိုတဲ့ဟာ ကျွန်တော်ဘယ်လိုကားခက်ခဲကြုံလဲဆိုတော့ကျွန်တော်ရေရမြက်သိမ်းပေါ်မှာလည်း9ရက်လောက်သွားပြီး နောက်ဆုံးအကိုတယောက်နဲ့တွေ့ရဲအကိုတယောက်ကကူညီပေးတယ် တော်သေးတာဗော ပြန်တဲ့အချိန် မြန်မာလားဒီတိုင်းကြတာလားဟုတ်ကဲ့တောင်းလိုက်တာတော့ကောင်းလိုက်တာ ဒီလေကျွန်တော်ကျေးဇူးကြားကြီးတင်ပါတယ် ဟုတ်ကဲ့ပါဟုတ်ကဲ့ဆိုလို့ရှိရင်ကျွန်တော်နောက်ဆုံးကျွန်တော်မေးခြင်းပြီးတော့တကယ်ကိုကျွန်တော်ဘက်ကပေးနောက်လူတွေကိုကျွန်တော်ပေးပြီးတော့သိစေခြင်းပဲလို့ဒီနိုင်ငံမှာအလိမ်ခံထားတဲ့အတွက်မိဘတွေရှိရပတ်စံပြန်ချီးပြီးတော့ဒီနိုင်ငံမှာတွေနိုင်ငံတို့ကအလုပ်လာရှာတာအလုပ်မရှိဘဲနဲ့အလုပ်မရဘဲနဲ့အလိမ်ခံပြီးတော့ဒီနေ့ခုပြန်သွားမယ်ကိုစော်ကြီးကိုကျွန်တော်တို့ဒီခုညီတောင်းထားပြီးတော့နောက်လူတွေသိအောင်ကျွန်တော်ဘက်ကနေပြီးတော့နောက်လူတွေအလိမ်မခံအောင်ဒီလိုမဖြစ်အောင်ကျွန်တော်ဘက်ကနေပြီးတော့ဒီ season လေးကိုပြင်ဆက်ပေးကြည့်တာပါဆိုတော့ကိုစောနောက်လူတွေအတွက်ဒီဗီဒီယိုကလစ်လေးကိုများကြည့်တဲ့လူတွေအတွက်အသုံးတည့်သွားလို့ရှိရင်အဲ့လူတွေကိုဘာများကိုစော်ကြီးကရင်သွင်းဖြစ်ကိုခံစားလူကိုယ်တိုင်ခံစားခဲ့ရတဲ့ဟာတွေကိုပြောပြပေးပါဦး လူနောက်လူတွေကိုမဆောင်ရမ်းမဲနဲ့မလာပါနဲ့ပေါ့ဒီရဲ့ဟိုမှာယုံကြည်မှုမရှိတဲ့ဒီနိုင်ငံကိုမလာပါနဲ့ပေါ့ဒီပါတယ်နောက်လူတွေလည်းလိမ့်မခံပြီးတူဟုတ်တယ်ပါဆိုတော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေ့ရတာလည်းဝမ်းသာတယ်အခုပြန်ခွဲခွာမယ်ဆိုတော့လေကျွန်တော်တို့ဝမ်းသာကြီးတော့ကျွန်တော်ဖြစ်မိတယ်ပေါ့နော်မြန်မာပြည်ပြန်ရောက်သွားပြီးတော့ကိုယ်နိုင်ငံမှာကိုယ့်ဘောက်ကိုပြန်ပြီးတော့အဆင်ပြေပါစေပြီးတော့ဒီလိုအားမျိုးတွေလည်းနောက်မကြုံအောင်ပြောပြပေးပါကိုတွေ့အားလို့လည်းเนาะကျွန်တော်တို့ကျေးဇူးတင်ပါတယ်ပြည်သက်ကိုဆိုတော့နှုတ်ဆက်စကားလေးပြောပေးပါဦးခင်ဗျာဟုတ်ကဲ့ပြည်သက်ကြီးအားတော့ကူပြန်သွားခဲ့တယ်လို့နောက်လူတွေလည်းမဖြစ်ဖြစ်ဘူးကိုစောကျေးဇူးတင်ပါတယ်ပြည်သက်ကျေးဇူးတင်ပါတယ်ခင်ဗျာ